ပုံတုံးကြီးမဝစ်ချင်ဘူးဆိုတဲ့တဲလေးတွေနဝရက်ကြောက်ကျိုးလေးပါနော်ဒါလေးကကြတော့အဝစ်စားကကြတော့ဘဲဝစ်စားနဲ့တွဲဝေးအဆင်ပြေတဲ့နဝရက်ကြောက်ကျိုးပါနော်ကြောက်ကလေးတွေကလည်းသူကအလုံးကြီးကြီးလေးတွဲထားတာရှင်ဒီလိုနဝရက်ကြောက်ကျိုးကာလာအကျန်းခံနေရှင်နော်ကာလာကတော့နှစ်ချီခံနေဒီလိုမျိုးရိုးရတဲ့အမြင်လိုက်ပါရှင်သူကကြောက်နဲ့လှုပ်ထားတာရှင်နော်တချို့ကမေးတယ်ဒါလေးတွေကဘာလဲကော်နဲ့လားကြောက်နဲ့လားဒါကကြောက်ကလေးတွေပါနော်ကြောက်နဲ့လှုပ်ထားတဲ့နဝရက်ကြောက်ကျိုးပါရှင်အပြင်မှာဆိုရင်ကြောက်ကလေးတွေကတအားလက်တယ်ရှင်နော်ကဲမိမမိုက်ကလေးဝစ်ချင်တယ်ထင်းထင်းပေါ်ပေါ်လေးဝစ်ချင်တယ်ဆိုရင်ဒီနဝရက်ကြောက်ကျိုးလေးရှိမယ်ရှင်ဂျိတ်လေးရလဲဒီလိုမျိုးလာဂျိတ်လေးနဲ့သုံးပေးထားတယ်ရှင်နော်လာဂျိတ်ကလေးကဲဘောစီတွေဝင်နော်တကယ်မှအစ်စ်တိုင်းပဲရှင်ကာလာအကျန်းခံတော့ဒီလိုနဝရက်ကြောက်ကျိုးလေးပါနော်ကဲထင်းထင်းပေါ်ပေါ်ထထဲဝါလေးဝစ်ချင်တဲ့တဲလေးတွေဝယ်လိုက်မယ်နော်ကဲဒါလေးကတော်တော်လေးလှတယ်ရှင်နော်တော်တော်လေးလှတယ်ဒါလေးကလေရိုးရိုးကြီးလည်းမွေးချင်ဘူးဒီဇိုင်းလေးကလည်းဆန်းဆန်းလေးနဲ့အားလုံးငေးသွားအောင်ဝစ်မယ်ဆိုရင်တော့ဒါလေးကတော်တော်လေးအဆင်ပြေတယ်သူကကြောက်အလုံးကြီးလေးတွေတုံးထားတာမို့လို့ထင်းထင်းပေါ်ပေါ်လေးရှိတယ်ရှင်နော်ကဲဒီနဝရက်ကြောက်ကျိုးလေးရေဆိုချွေးဆိုခံပြီးကာလာအကျန်းခံတဲ့ရိုးရရတဲ့အမြင်လိုက်နဝရက်ကြောက်ကျိုးတကြိုးကို4000ခွဲပါရှင်နော်ကဲဒါလေးကြိုက်တယ်ဆိုရင်တော့ကဲမိုက်ဒီတော်တော်မှာတင်ထားတဲ့ Viber ဖုန်းနံပါတ်ကိုဆက်သွယ်မှာယူနိုင်တယ်